စိတ်ခတ်မီဒီယာတချို့ပြောနေတယ်လို့ဝါကဟန်တရုတ်လားဆိုတဲ့မိကုန်းလေးနဲ့ကျွန်တော်ကဒီအကြောင်းအရာတွေကိုပြောပြချင်ပါတယ်တချို့မီဒီယာရှိပါတော့ပြည်သူပေးဆက်တွေပါညာဆိုပြီးတော့ဝါတွေကဟန်တရုတ်စစ်တွေပါဆိုပြီးတော့တိုင်းရင်းသားချင်းတွေးခွဲနေတာရှိရပါတော့အဲ့တော့ဒီစကားကိုတန်ကြောင်လိုက်ပြီးတော့တချို့လူတွေပေါ့နော်တချို့အုပ်ချုပ်ရေးဆိုင်ရာတချို့လူတွေတောင်မှဒီအကြောင်းအရာတွေကိုသေချာမလေးလာပဲနဲ့ဝါကလည်းတရုတ်ပါပဲဆိုပြီးတော့ဆွဆွဲတာတွေ့ပြီးမှာပေါ့နော်အဲ့တော့ဝါတိုင်းရင်းသားတွေကတရုတ်တွေလားဆိုရင်ဟန်တရုတ်လူမျိုးတွေမဟုတ်ပါဘူးနော်သူတို့ကမွန်ခမာဘာသာစကားအုပ်စုကလာတာပေါ့နော်မွန်ခမာဘာသာစကားကိုသုံးဆွဲခဲ့တဲ့တိုင်းရင်းသားလူမျိုးစုဖြစ်ပြီးအဲ့မွန်ခမာအုပ်စုတွေကမှပတ်လောင်နေတယ်ပေါ့နော်သူတို့ကဆွေမျိုးတာနီးစက်တယ်လို့ပြောရမယ်အဲ့တော့ဝါနဲ့ပတ်လောင်ဒီတကယ်ဆွေမျိုးနီးစက်ပေါ့နော်ဥမာရခိုင်နဲ့ဗမာလို့ပေါ့ဗျာအဲ့လိုပုံစံမျိုးရှိပါတယ်အဲ့တော့ဝါရီရဒဏ္ဍာရီရဆိုရင်သူတို့တွေရဒဏ္ဍာရီဘယ်လိုလဲဆိုလူသားအလုံးလူသားတွေအဲ့လိုပေါ်ထွက်လာတဲ့လှိုင်ကူကြီးရှိပေါ့နော်အဲ့လှိုင်ကူကြီးကနေဝါတွေကသူတို့ကအရင်တော့ထွက်လာတဲ့လူလို့သူတို့ကရှုံကြည်ကြတယ်ပေါ့အဲ့တော့ဝါရဲ့လူကြီးကိုကျွန်တော်ပြောပြခြင်းနဲ့ယူနန်ပေါ့နော်တရုတ်နိုင်ငံရဲ့ယူနန်ပြည်နယ်မှာဝါတိုင်းသားတွေ40ရာခိုင်နှုန်းနေပြီးတော့မြန်မာနိုင်ငံမှာကတော့60ရာခိုင်နှုန်းနေတယ်ဆိုတော့မြန်မာဘက်မှာဝါပုံများတာပေါ့နော်အဲ့တော့တရုတ်နိုင်ငံမှာဝါလူမျိုးလို့တရုတ်တွေဘယ်လိုသတ်မှတ်လဲဆိုဟန်တရုတ်လို့မသတ်မှတ်ဘူးနော်ဟန်တရုတ်လို့မသတ်မှတ်ဘူးဒါပေမဲ့တရုတ်နိုင်ငံဝါလူမျိုးဝါပါဆိုပြီးတော့သူတို့ရဲ့တိုင်းရင်းသား56မျိုးစင်းရင်းထဲမှာထည့်ထားတယ်အဲ့ဒါကြောင့်ဝါဒီဘယ်လိုပဲဖြစ်ဖြစ်တရုတ်နိုင်ငံရဲ့တိုင်းရင်းသားတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုတချို့ကပြောမယ်ဟာမြင်ရတယ်ဘယ်လိုပဲဖြစ်ဖြစ်နော်ဝါကတရုတ်ရဲ့တိုင်းရင်းသားပါဆိုတော့တရုတ်ပဲပေါ့ခင်ဗျာအဲ့လိုပြောချေးဆိုရင်ဒီမြန်မာနိုင်ငံရဲ့ကချင်တို့ဘာလို့လဲပေါ့နော်တရုတ်ဘက်မှာတိုင်းရင်းသားဖြစ်နေတာရှိတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီမြန်မာတွေပေါ့နော်အခုလက်ရှိတိုင်းရင်းသားတွေဒီတစ်ချိန်တစ်ခါကတရုတ်ရဲ့အခုလက်ရှိယူနန်ပြည်နယ်နယ်စပ်တွေမှာနေခဲ့တာပေါ့နော်အဲ့ဒီကနေမှစစ်တမ်းတွေကြောင့်ကျွန်တော်တို့ဒီအောက်တီအောက်ရောက်ဆင်းလာပြီးတော့ပါကိုပိုင်နိုင်ငံတီထောင်ခဲ့လို့သာဖြစ်တာပေါ့နော်တကယ်လို့အဲ့လိုသာမတီထောင်ခဲ့ဘူးဆိုရင်တေးကြတယ်မြန်မာနိုင်ငံတွေလည်းအခုတရုတ်ရဲ့ဒါဘယ်လိုပြောမလဲတိုင်းရင်းသားမျိုးနွယ်စုတွေမှာပါနေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်သွားပြီးတော့ဒီလိုပြောချင်တာဟန်တရုတ်နဲ့တော့လုံးဝကွာသည်လုံးဝမျိုးနွယ်တူချင်းမဟုတ်ဘူးဘာသာစကားအုပ်စုဘက်ကသွားကြည့်တယ်ဆိုလဲကျွန်တော်တို့ဒီဘက်အချမ်းဖြစ်တဲ့မွန်ခမာအုပ်စုတွေကဖြစ်နေပြီးတော့နော်တရုတ်ရဲ့ဘာသာစကားနဲ့ဘာမှမဆိုင်တဲ့လူမျိုးလို့ပြောအဲ့ဒါကြောင့်တွေးချင်းကြည့်တယ်ဆိုရင်မြန်မာဘက်နဲ့လာတကယ်ကနီးနေအဲ့ဒါကိုဘာတချို့ကဒီစာပေပါညာမလေ့လာပဲနဲ့ရမ်းပြီးတော့ပေါ့နော်တရုတ်စာသုံးတာနဲ့တရုတ်လူမျိုးဆိုဗျမ်းပါလာကြီးတက်ပြောနေတဲ့မီဒီယာရှိရပေါ့နော်ကျွန်တော်အဲ့ဒါကိုမြင်နေရတော့ဒီအကြောင်းပြောတာအဲ့တော့တရုတ်နဲ့ဒီဝါလူမျိုးနဲ့ဆက်ဆံရေးကိုကြည့်အောင်ဒီဆက်ဆံရေးနည်းနည်းတော့ပြောရင်ပေါ့နော်ဗျူဟာကြသွားနေတာရှိရတဲ့အတွက်ကြောင့်တာမန်လူတွေနားမလည်နိုင်တဲ့ရှုပ်ထွေးမှုတွေရှိနေပေါ့နော်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီဝါကိုပိုင်အုပ်ချုပ်ခွင့်ဒေသမှာအဓိကအပြင်တရုတ်ယွမ်ငွေကိုသုံးနေကြတယ်နောက်ပြီးတော့တရုတ်ဘာသာစကားကိုလေသူတို့အလုပ်ခွင်ဘာသာစကားပြီးသုံးနေတာပေါ့နော်အဲ့ဒါကြောင့်မြန်မာတွေကဒီတီမာကြီးဘက်မှာရှိတဲ့မြန်မာတွေကဝါတွေကတရုတ်တွေပါဆိုထင်လာကြတာပေါ့နော်တကယ်ကဒါမှားနေတယ်ခုနကကျွန်တော်ပြောသလိုပဲတရုတ်နိုင်ငံမှာတော့ဒီဝါတွေကိုတိုင်းရင်းသားလို့သတ်မှတ်ထားပေမဲ့ဘာသာစကားအုပ်စုရကြည့်ရဆိုရင်တော့တရုတ်နဲ့ဘာမှမဆိုင်ဘူးနော်အဲ့တော့ခုနကကျွန်တော်ပြောတယ်ဝါတွေဒီမွန်ခမာအုပ်စုကလာတယ်ဆိုတော့မွန်လူမျိုးတွေကတစ်ချိန်ကဒွါရဝတီဆိုတဲ့ခေတ်ကိုတီထောင်ခဲ့တယ်ပေါ့နော်အဲ့လိုပဲခမာတွေကပေါ့နော်အခုကမ်ဘောဒီးယားရဲ့အန်ကာဒီရင်ချင်းမှုကိုသူတို့ကတီထောင်ခဲ့တယ်အဲ့ဒီအချိန်ကာလကဝါတွေဒီခုနကပေါ့နော်ဒွါရဝတီလို့မွန်ဘက်ကနော်နောက်ပြီးတော့ဒီအန်ကောဝစ်ပေါ့လေအခုမြန်မာတွေကတော့ကမ်ဘောဒီးယားအန်ကောဝစ်အဲ့ဒီနိုင်ငံတွေမှာဝါတွေကအဲ့အချိန်ကတိုင်းသားနေတယ်သူတို့ကရှိခဲ့တယ်လို့ပြောရမှာပေါ့နော်အဲ့ဒါကြောင့်တရုတ်နိုင်ငံရဲ့ဘယ်လိုပြောမလဲခေတ်ထက်မြန်မာနိုင်ငံခေတ်တွေမှာသူတို့ကရှင်သန်ခဲ့တယ်လို့ပြောရနောက်ပြီးတော့အဲ့ဒါဆိုဝါတွေကစာပေမရှိလို့တရုတ်စာတွေကိုပြောနေရတာဆိုမဟုတ်ဘူးဝါတွေမှာ1958ခုနှစ်ကသူတို့ဒီပါဇက်ကပြောနေတဲ့စကားကိုလက်ရေးအဖြစ်သူတို့ကလုံနိုင်တဲ့ဟာကိုသူတို့သတ်မှတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီတော့ဝါကသူ့ဟာနဲ့သူ့စကားသူရှိတယ်ဗျာတရုတ်စကားမဟုတ်ဘူးနော်အဲ့ဒါပေမဲ့ဘာဖြစ်လို့တရုတ်စကားအဓိကကြလာတယ်ဆိုတော့အဓိကတရုတ်ကြီးပေါ့နော်ဒီနယ်စပ်ဒေသဖြစ်နေတယ်ပြောရင်ကျွန်တော်တို့မြန်မာရဲ့ဒီပြည်မာကြီးဘက်ကဝါဒေသကိုထောက်ပံ့မှုတေချာမပေးနိုင်ဘူးလို့ပဲပြောအဲ့ဒါကြောင့်တရုတ်ဘက်ကသူတို့ရဲ့ဒီပေါ့နော်ရင်းနှီးမြှုပ်နှံမှုတွေဝါဘက်မှာစီးပွားရေးစုံတွေသူတို့ကလုပ်ပြီးတော့အဓိကလည်းဗျာတရုတ်ကယွမ်ငွေသုံးတဲ့အတွက်ကြောင့်ဒီမှာဝါဒေသယွမ်ငွေကိုသုံးလာတယ်နောက်ပြီးတော့ဝါဒေသဒီပြည်မရဲ့အထောက်ပံ့ကနည်းနေတယ်တရုတ်ဘက်ကသူတို့ဘာတွေပေးနေလဲဆိုလျှက်စင်ပြီးဆက်သွယ်ရေးတွေဒါတွေစီးပွားရေးနှိမ့်နှုံးနှံမှုတွေအကုန်လုံးတရုတ်ကပေးနေရပါတော့အဲ့ဒါကြောင့်မို့တရုတ်စာမတက်ရင်ဝါဒေသကအသက်ရှင်လို့မရဘူးဆိုတဲ့အနေအထားဖြစ်လာတာပေါ့နော်အားလုံးဒီတရုတ်ပစ္စည်းတွေဒါဖြစ်နေတရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ဖြစ်နေတဲ့အတွက်ကြောင့်သူတို့ကမြန်မာကျပ်ငွေနဲ့စာရင်တရုတ်ယွမ်ငွေရတာသူတို့ထွက်သုံးရတော့မယ်ဆိုတဲ့ပုံစံဖြစ်လာတော့ဒီလိုမျိုးဖြစ်အောင်လည်းတကယ်တရုတ်ကြီးကလုပ်ခဲ့တာ